တိုင်းရေးပြည်ရေးမျှော်တွေးခြင်းအကြောင်းတရားဒေသနာတော်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်ဒီထဲမှာပါရှိတဲ့တိုင်းရေးပြည်ရေးမျှော်တွေးခြင်းဆိုတာကိုဒီကနေ့ဟောကြားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြတ်စွာဘုရားကိုယ်တိုင်တိုင်းရေးပြည်ရေးဘယ်လိုတွေးတောခဲ့သလဲဆိုတာပိဋကတ်တော်မှာမှတ်တမ်းတင်ထားတာရှိတော့လည်းပဲတတိထားမိခြင်းမှတတိထားမိကြမှာဖြစ်ပါတယ်သိတဲ့ပုဂ္ဂိုလ်လည်းနေကောင်းနေနိုင်ပါတယ်သို့သောစာပေနဲ့ဆက်ဆက်ပိဋကတ်စာပေတွေကိုဖတ်ရှုကြတဲ့ဆရာတော်တန်ဃာတော်တွေကတော့သိပြီးသားဖြစ်ပါလိမ့်မယ်မြတ်စွာဘုရားဟာတိုင်းရေးပြည်ရေးကိုဘယ်လိုမျှော်တွေးခဲ့သလဲဆိုတဲ့အကြောင်းလေးကစတင်ပြီးတော့ဟောကြရအောင်မြတ်စွာဘုရားကိုယ်တိုင်ဖြစ်စေခြင်းနဲ့တိုင်းပြည်တစ်ခုရဲ့ပုံဖော်ပြီးတော့ဟောတဲ့အနေအထားတစ်ခုစတင်ပြီးတော့ပြောပါတန်ယုတ္တနိကေမှာမှတ်တမ်းတင်ထားတဲ့ရိစ္ဆသုတ်ဆိုတာရှိတယ်ရိစ္ဆဆိုတာတိုင်းပြည်လို့အဓိပ္ပာယ်ရအဲ့သုတ်တံမှာမြတ်စွာဘုရားဒေသနာတော်ကိုမှတ်တမ်းတင်ထားတဲ့အတိုင်းပါဠိစကားလုံးလေးတွေကိုနှိမ့်ငယ်ထည့်ပြီးတော့ပြောပါမယ်ဧကံသမယံဘဂဝါကောတလေသူဝိဟရတိဟိမောတပတိသေအရိညကုဋ္ဌိကာယံရှင်နန္ဒကမှတ်တမ်းတင်ထားတာတခါတော့ကမြတ်စွာဘုရားဟာကောသလတိုင်ဟိမောတဒေသတောရကုဋ္ဌိကျောင်းမှာသီတင်းသုံးနေထိုင်ပါတယ်အဲ့ဒီအချိန်မှာတိုင်းရေးပြည်ရေးကိုမြတ်စွာဘုရားတွေ့တော်ကြံစီခဲ့တဲ့အကြံစီတစ်ခုဖြစ်တယ်အဲ့ဒါကိုဆက်လက်ဖော်ပြတယ်အထခောပဂဝတ္တောရဟောကတတပฏิတန္တိနတ္တဧဝံစေတသောပရိဝိတကောဥဒ္ဓပါတိအဲ့ဒါလိုတောရကျောင်းလေးမှာသီတင်းသုံးတဲ့အချိန်တပါးဒီအာယုမျိုးမျိုးသွားတဲ့စိတ်ကိုချုပ်တီးပြီးသမဘဝင်စားရကနေထပြီးမြတ်စွာဘုရားရဲ့စိတ်ကူးကြံစည်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တဲ့အဲ့ဒီစိတ်ကူးကြံစည်မှုဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုအထက်ကရာဆရာကရှင်းပြတာတော့အတ္တမိကရာစုနံရစ္စေဝိစိတေတရားမဲ့အုပ်ဆိုးတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကြီးရဲ့နိုင်ငံမှာတဲ့ဒန္တကရပိလိတိမနုဿေဒိဋ္ဌဝါအပြစ်ဒဏ်ကြခံရတဲ့လူတွေအခွန်တို့နဲ့နှိပ်စက်ခံရတဲ့လူတွေအဲ့ဒါတွေကိုတွေ့တဲ့အခါမှာကာရုညဝတေနဧဝံစေတေသိမြတ်စွာဘုရားဟာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့အကျဉ်းတရားကရုဏာတရားဖြစ်ခဲ့တယ်ဒါကြောင့်မို့ဒါစဉ်းစားတာတော့မြတ်စွာဘုရားဟာဒီလိုတိုင်းရေးပြည်ရေးတွေမစဉ်းစားတော့ဘူးလို့ထင်ကောင်းထင်ကြလေသို့တော့ဒီကနေ့မြန်မာနိုင်ငံမှာရှိတဲ့ပိဋကတ်စာပေသံဃာနာ6ထပ်တင်ပြီးတော့အတည်ပြုထားတဲ့ပိဋကတ်စာပေထဲမှာဒီစာပိုက်လေးတွေလာတွေ့တယ်ပေါ့နော်မြတ်စွာဘုရားစဉ်းစားပုံကဘာတော့တက္ကနုခောရိစ္ဆံကာရိတုံအဟနံအခါတနံအစိနံအသပယံအသောစံအသောစပယံဓမ္မေန
တိုင်းပြည်တစ်ပြည်ကိုဓမ္မလမ်းကြောင်းတသက်ကနေပြီးတော့အုပ်ချုပ်လို့ဖြစ်နိုင်မလားဆိုတဲ့အတွေ့ပဲဓမ္မလမ်းကြောင်းနဲ့တရားဓမ္မနဲ့ပဲအုပ်ချုပ်ရင်ရောတိုင်းပြည်တစ်ပြည်မှာဖြစ်နိုင်မလားအဲ့ဒီလိုအုပ်ချုပ်တဲ့အခါမှာအဟနံအခါတရားဘယ်သူကိုမှနှိမ့်ဆက်ညှဉ်းပန်းမှုနှိမ့်ဆက်ညှဉ်းပန်းခိုင်းမှုဆိုတာမလုပ်ဖဲအစိနံအစပယဘယ်သူကိုယ်ပေါ်မှအနိုင်မယူပဲအနိုင်ယူမှုကိုမဖြစ်စေပဲအသောစံအသောစပယဘယ်သူကိုမှစိုးရိမ်စိတ်တွေမဖြစ်စေပဲဖြစ်အောင်မလုပ်စေပဲတရားနိလန်တက်တက်ကနေပြီးတော့တိုင်းပြည်တစ်ခုကိုအုပ်ချုပ်လို့ဖြစ်နိုင်မလားဆိုတဲ့တိုင်းရေးပြည်ရေးအတွေးဟာမြတ်စွာဘုရားမှာဖြစ်ပေါ်လာခဲ့တယ်ဒါကဒီသုတ်တန်လေးရဲ့အစအဲ့လိုစဉ်းစားမှုရဲ့နောက်ွယ်မှာမနက်ကရောက်လာပြီးတော့ချက်ချင်းပဲအရှင်ဘုရားတိုင်းပြည်အုပ်ချုပ်မင်းလုပ်တော်မူပါလို့လျှောက်တယ်လျှောက်တဲ့အခါမှာမြတ်စွာဘုရားကဗာမေးရှိတော့ဆိုဖြစ်စေခြင်းနဲ့တိုင်းပြည်အနေထားဟုတ်တာပြောတာသို့တော့ဖြစ်နိုင်တဲ့အနေထားဟာခေတ်အခြေအနေရလောကလူတွေရဲ့လောဘကြီးမှုဒေါသကြီးမှုမောဟကြီးမှုဆိုတာတွေကြောင့်လောကကြီးဟာတရားသက်သက်နဲ့အုပ်ချုပ်မှုဖြစ်နိုင်ဖို့ရခက်ခဲတဲ့အနေအထားမျိုးကိုမြတ်စွာဘုရားကပြန်ပြီးမိန့်ကြားတာလေးပါတယ်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားဖြစ်စေခြင်းနဲ့တိုင်းပြည်အုပ်ချုပ်ရေးဆိုတာဘယ်လိုဟာတော့လို့ပြောမယ်ဆိုရင်စัจ java ရိမင်းအုပ်ချုပ်တဲ့အုပ်ချုပ်နည်းကိုဆိုလိုတာပဲဖြစ်တယ်ပေါ့စัจ java ရိမင်းနေဟာသူတို့ရဲ့တိုင်းပြည်အုပ်ချုပ်ရေးဟာအင်တန်မှငြိမ်းချမ်းတဲ့နည်းနဲ့အုပ်ချုပ်တယ်အဒဏိနအတ္တထေနဘယ်သူကိုမှနှိမ့်ဆက်ညှဉ်းပန်းမှုမပြုဘူးလက်နဲ့ဆွဲကိုင်မှုမပြုဘဲနဲ့တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်တယ်ဒီလိုအုပ်ချုပ်ဖို့ဆိုတာအုပ်ချုပ်ခံပြည်သူတွေရဲ့အဆင့်အတန်းအုပ်ချုပ်တဲ့စัจ java ရိမင်းရဲ့စိတ်နဲ့သဘောထားနှစ်ဦးနှစ်ဝညီညာတဲ့အနေအထားကိုရရှိမှသာလည်းဖြစ်နိုင်တယ်သို့သောစัจ java ရိမင်းတွေဟာဘယ်လိုအုပ်ချုပ်ကြသလဲလို့ဆိုရင်စัจ java ရိမင်းတွေရဲ့ကျင့်ဝတ်လိုက်တာဆောင်ရွက်ကြရတယ်တိုင်းသူပြည်သားတွေပေါ်မှာမိကိုနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာနောက်ဆုံးမှာသားငှက်တရိစ္ဆာန်တွေအပေါ်မှာပါတရားမြတ်တဲ့ကာဝယ်ဆောက်ရှောက်မှုကိုပေးရမယ်ထူးခြားတဲ့အချက်တစ်ခုကတော့ဘာလို့ဆိုရင်စัจ java ရိမင်းအုပ်ချုပ်တဲ့နိုင်ငံမှာမာတေဝိစိတေအဓမ္မကာရောပိုတယိဋ္ဌာသူ့နိုင်ငံမှာတရားမဲ့တဲ့တရားမမြတ်တဲ့လုပ်ရက်တွေမဖြစ်စေနဲ့မဖြစ်စေရဘူးဆိုတာကိုအဓိကထားတရားမမြတ်တဲ့ကိစ္စတွေမဖြစ်စေရဘူးအဒနနာဒနမနုပါတိတပဆင်းရဲမွဲတေလို့ငွေကြေးဒနမလုံလောက်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲငွေကြေးဒနထောက်ပံ့ကြေးပေးရမယ်တော့စัจ java ရိမင်းရဲ့နိုင်ငံမှာအဲ့ဒီနှစ်ခုဟာအရေးတကြီးအုပ်ချုပ်တဲ့သဘောပဲအဓမ္မကာရဆိုတဲ့မတရားမှုမဖြစ်အောင်ထိမ့်သိမ့်တယ်ငွေကြေးဒနမရှိတဲ့ဆင်းရဲသားတွေကိုငွေကြေးဒနထောက်ပံ့ပေးတယ်
တချို့နိုင်ငံတွေမှာဒီအလုပ်ကိုဆက်လုပ်နေကြတော့မှရှိတယ်နော်ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်တွေကိုထောက်ပံ့ပေးထားတယ်လို့နောက်တစ်ခုကတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာပညာရှိသူတော်ကောင်းတွေအကျင့်ကောင်းပညာတတ်ဘ ਹੁ တုတကျွယ်ဝစိတ်ကောင်းနှလုံးကောင်းရှိတဲ့သမဏပြမနာတွေထံသွားရောက်ပြီးတော့စိကပ်ပြီးမေးတဲ့နဲ့မေးခွန်းလေးတွေကိုမထုတ်ပြတော့ဆိုကိဉ္ကုသလံကိဉ္အကုသလံကုသိုလ်ဆိုတာဘယ်ဟာခေါ်လဲအကုသိုလ်ဆိုတာဘယ်ဟာကိုခေါ်သလဲကိဉ္တဝိဇ္ဇံကိဉ္အနဝိဇ္ဇံအပြစ်ရှိတဲ့အလုတ်ကဘယ်ဟာလဲအပြစ်ကင်းတဲ့အလုတ်ကဘယ်ဟာလဲဘယ်လုတ်ကလှုပ်တဲ့အလုတ်လဲဘယ်လုတ်ဟာမလှုပ်တဲ့အလုတ်လဲဘယ်လုတ်ကိုလှုပ်မှကြီးပွားချမ်းသာနိုင်တယ်လဲဘယ်လုတ်ကိုလှုပ်ရင်ဆင်းရဲဒုက္ခကျုံနိုင်တယ်လဲဆိုတဲ့ဒီမေကုန်းမေးပြီးတော့အလေးနဲ့ထားပြီးအဲ့ဒီတိုင်လိုက်တာကျင့်သုံးရမယ်ဆိုထူးခြားချက်ကလေးတွေဖော်ပြထားဒါကြောင့်မို့စကြဝဠာမိနေဟာတိုင်းငံလှည့်လည်ပြီးတော့ပြည်သူတွေကိုဆုံးမဩဝါဒပေးတာသို့မဟုတ်သူ့အောင်ကအုပ်ချုပ်နေကြတဲ့တိုင်းနိုင်ငံတွေကအုပ်စိုးနေတဲ့ဘုရင်တွေကိုသူမိန်ဝင်ပြောတာဘာပြောလဲဆိုရင်ပါနောနဟန္တမောသရဝရီရဲ့အသက်ကိုမတတ်သင့်ဘူးအဒိဏနာဓိတပံသူတော်ပိုင်ဆိုင်တဲ့ပစ္စည်းကိုမပေးပဲအတင်းကြပ်မယူသင့်ဘူးကာမေတုမိစ္ဆာနာစရိတပါကာမဂုဏ်ကိစ္စတွေမှာမမယွင်မလုပ်သင့်ဘူးမုတ္တနာပဏိတပါလိလိလိစားပြီးအကျိုးပြပြအောင်မပြောသင့်ဘူးမစ္ဆပါဏံနပတ္တပံမူရစ်တဲ့သေကြီးအရက်ကိုမတောက်သင့်ဘူးဆိုပြီးဒီငါးပါးသီလကိုပဲအဓိကထားပြီးတော့ဆုံးမတယ်ပြီးတဲ့အခါကျတော့ယထာဗုဒ္ဓံဘုဇ္ဇထာစာမြေအတိုင်းကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်မြဲအတိုင်းတိုင်းသူပြည်သားတွေကရရှိတဲ့အခွန်ပဏ္ဏတွေအချိုးကျအတိုင်းတိုင်းပြည်ကိုအုပ်ချုပ်ကြပါလို့စကြဝဠာမင်းကဒီလိုလှည့်ပြီးတော့တိုင်းကလှိလျင်ဒီလိုပြောခဲ့တာဖြစ်ဒါစကြဝဠာမင်းခေတ်ကမြတ်စွာဘုရားတွေးတဲ့ဒီဘသူကိုမှမနှိပ်စက်ပဲဘသူကိုမှအနိုင်မကျင့်ပဲဘသူကိုမှစိုးရိမ်တော့ကမပွားစေပဲတရားနိလန်းနဲ့အုပ်ချုပ်တဲ့တိုင်းပြည်မျိုးအုပ်ချုပ်လို့ရမလားလို့မြတ်စွာဘုရားတိုင်းအိပ်ပြည်မျှော်တွေးတာဒီစကြဝဠာမင်းရဲ့ခေတ်ကိုရည်ညွှန်းပြီးတော့မိန့်ကြားရတာဖြစ်တယ်ဒါကြောင့်စကြဝဠာမင်းဆိုတာရောတကယ်ရှိသလားဆိုတစ်ချိန်တုန်းကတကယ်ရှိခဲ့တယ်လို့နောင်အရိမတ္တရာဘုရားပွင့်တဲ့အခါမှာလည်းပဲစကြဝဠာမင်းဆိုတာဖြစ်ပေါ်လာမှာပဲဖြစ်တယ်သင်္ခလို့ခေါ်တဲ့စကြဝဠာမင်းကြီးပေါ်လာမယ်ဆိုတာကိုစာပေကျမ်းကမှမှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီစကြဝဠာမင်းကိုပဲရှင်းရွယ်ပြီးတော့ idea king ထူးခြားပြီးတော့စံပြဖြစ်တဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းသို့မဟုတ် idea state တကယ်ကိုထူးခြားတဲ့တိုင်းပြည်တစ်ခုအနေနဲ့မှတ်တမ်းတင်နိုင်တဲ့အနေအထားတစ်ခုမြတ်စွာဘုရားဟာအဲ့ဒီအခြေအနေကိုရည်ညွှန်းပြီးတော့ဒီလိုများအုပ်ချုပ်နိုင်မယ်ဆိုရင်သိကောင်းမှာပဲလို့မြတ်ဗုဒ္ဓဖြစ်စေခြင်းနဲ့တိုင်းပြည်ကိုအခုလိုသရုပ်ဖော်ထားတာပဲဖြစ်ပါတယ်အဲ့တော့
အခုလိုတိုင်းပြည်မျိုးမှာနေထိုင်ကြတဲ့ပြည်သူပြည်သားလူအဖွဲ့အစည်းများနဲ့ပတ်သက်ပြီးအဲ့ဒီလိုအုပ်ချုပ်လို့တိုင်းပြည်ဟာငြိမ်းချမ်းသာယာနေတယ်ဆိုတာငြိမ်းချမ်းသာယာသောတိုင်းပြည်ဆိုတာရဲ့အနေအထားကိုလည်းပဲကုတ္တဒနာတုတ်မှာပိဋကစာပေထဲမှာအခုလိုဖော်ထုတ်ထားတယ်ငြိမ်းချမ်းတဲ့တိုင်းပြည်ဆိုတာဘယ်လိုတိုင်းပြည်လဲခေမတ္ထိတာစနဗရာဒေသအားလုံးဟာခိုင်မာသောငြိမ်းချမ်းရေးကိုရရှိထားတယ်အကန္နကတဘုံတကံရန်စူးရန်ညောင်လည်းပဲကင်းတယ်အနုပ္ပိလာညှင်းဆဲနှိပ်စက်မှုဖန်ဆီးတပ်ဖြတ်မှုဆိုတဲ့ဒုက္ခပေးတွေအလုတ်ဒုက္ခပေးတဲ့အလုတ်တွေကိုလည်းပဲမလုပ်ကြဘူးလုပ်တဲ့လူမရှိဘူးမနှုတ်တာအဲ့ဒါလိုတိုင်းပြည်ဟာခိုင်မာတဲ့ငြိမ်းချမ်းရေးတဘုံတကံပေးမရှိညှင်းဆဲနှိပ်စက်သူမရှိအဲ့ဒါလိုအေးချမ်းနေတဲ့အချိန်မှာတိုင်းသူပြည်သားတွေရဲ့အခြေအနေကဘယ်လိုရှိတော့မနှုတ်တာမူးတာမောရမာနာပြည်သူတွေဟာဝမ်းပန်းတတာပျော်ရွှင်နေကြတယ်ဥရိပုတ်တိနိစ္စန္တာမိမိရဲ့ရင်ဘတ်ပေါ်မှာတင်ပြီးတော့မိမိရဲ့သားငယ်သမီးငယ်တွေကိုကခုံပျော်မြူးစေတယ်ချုပ်ပိန်အကဆိုတာပေါ့နော်ကလေးလေးကိုရင်ဘတ်ပေါ်တင်ပြီးတော့ကခိုင်ကြတယ်ငြိမ်းချမ်းမှုရဲ့တရုပ်ကိုဖော်ပြတာအပ္ပရုဒ္ဒကရာအိမ်တိုင်းမှာတကားတွေဖွင့်ထားတယ်ဘယ်တကားမှတော့မခတ်ဘူးဘယ်အိမ်ကမှတကားပိတ်မထားဘူးအလုံးကပွင့်နေတယ်အပ္ပရုဒ္ဒကရာဝိဟရန္တိမင်းကြီးလူတွေဟာရန်စွညာညောင်းတဘုံတကံတခိုးတဝက်မရှိသည့်အတွက်ကြောင့်ငြိမ်းချမ်းစွာအဲ့ဒါလိုနေနိုင်ကြတဲ့ခေတ်ခါမျိုးဆိုတာရှိတယ်ဒါဟာငြိမ်းချမ်းတဲ့တိုင်းပြည်ရဲ့အနေအထားတစ်ခုပါပဲငြိမ်းချမ်းပြီဆိုရင်အဲ့ဒီလိုအနေအထားမျိုးရဆဲဒုက္ခပေးတာတွေမရှိဘူးရန်စုရန်ညောင်းတွေမရှိဘူးလူတွေဟာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မိမိရဲ့သားငယ်သမီးငယ်လေးတွေနဲ့အတူတကွမြုပ်ပျော်လို့အိမ်တကားတောင်ပိတ်ဆို့တာမရှိဘဲနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာဝမ်းပန်းတသာနေနိုင်ကြတဲ့အခါမျိုးငြိမ်းချမ်းသောတိုင်းပြည်လို့ခေါ်ပါတယ်ဒါလည်းပိဋကစာပေကုတ္တဒနာတုံးမှာပါတဲ့စကားတွေကိုပြောတာပိဋကစာပေမှာရှိတဲ့ information တွေပေါ့ message တွေအဲ့တော့တိုင်းပြည်ငြိမ်းချမ်းတယ်ဆိုတာဒီအခြေအနေမျိုးဖြစ်ရမယ်လို့သူတို့ဆိုတယ်အဲ့ဒါလို့ငြိမ်းချမ်းသာယာစွာနေတဲ့တိုင်းပြည်မှာညီညွတ်တဲ့လူအဖွဲ့အစည်းဆိုတာရှိရမှာဖြစ်တယ်အဲ့တော့ညီညွတ်သောလူအဖွဲ့အစည်းဆိုတာဘယ်လိုဟာကိုခေါ်တယ်လဲညီညွတ်သောလူအဖွဲ့အစည်းဆိုတာတရုပ်ဖော်ပြီးတော့ပြထားတယ်သမက္ခာလူအဖွဲ့အစည်းတစ်ခုဟာအတူသွားအတူနေအတူလုပ်ညီညွတ်ကြတယ်တမောရမနာစီလုံးနဲ့ပေါင်းစည်းတယ်ညီညွတ်ကြတယ်အဝိဝရမနာညှင်းခုန်မှုတွေခင်းရှင်းကြတယ်ခိရောဒကိဗုဒ္ဓနှုတ်နဲ့ရေရောထားသလိုကွက်ပြားခြားနားမှုတွေမထင်ဘူးတဲ့အညမဉ္ဇံပိယစက္ခုဟိတမ္ပတ္တတာတူနဲ့တူချစ်ခင်သောမျက်လုံးနဲ့ကြည့်ကြညီညွတ်တဲ့လူအဖွဲ့အစည်းဆိုတာချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့တူမှာဒီလိုဆက်ဆံနေကြတယ်ဒါဟာညီညွတ်သောလူအဖွဲ့အစည်းကိုသရုပ်ဖော်ထားတဲ့စကားတွေပဲဖြစ်တယ်ဒီစကားတွေဟာလည်းပဲအင်္ဂုတ္တရနိကေမှာ
မြတ်စွာဘုရားဟောထားတဲ့သမက္ခဆိုတာကိုသရုပ်ဖော်ထားတဲ့စကားပဲဖြစ်တယ်နော်တော့ဒါပိဋကစာပေကလာတဲ့ဟာတွေကိုဘုန်းကြီးတို့ပြောတာပါနော်ဒီလိုအနေထားမျိုးရောက်အောင်မြန်မာနိုင်ငံရဲ့လူအဖွဲ့အစည်းဟာစ조사ကြရအောင်နော်မူရာမောရမာနဝမ်းမြောက်ကြတယ်ညင်ခုန်မှုတွေကင်းတယ်နှုတ်နဲ့ရောထားသလိုစီလုံးရတယ်ပေါင်းသိညာအညမညာပိယစက္ခုတမ္ပတ္တတတူနဲ့တူချစ်သောမျက်လုံးမုံတဲ့မျက်လုံးနဲ့မျက်စောင်းထိုးကြည့်တာမျိုးမဟုတ်ပဲနဲ့ချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့တူနဲ့တူဆက်ဆံနေထိုင်တာအဲ့ဒါညီညွတ်သောလူအဖွဲ့အစည်းပါလို့တို့ဆိုအဲ့လိုညီညွတ်သောလူအဖွဲ့အစည်းရှိသလိုပဲတိုင်းပြည်တစ်ပြည်မှာညီညွတ်ရေးပြပြလာတဲ့အခါကျတော့မညီညွတ်တဲ့အုပ်စုကွဲနေတဲ့လူအဖွဲ့အစည်းမျိုးဘယ်လိုတရုပ်ဖော်ထားတော့အုပ်စုကွဲနေတဲ့လူအဖွဲ့အစည်းတွေလည်းပဲရှိတယ်အုပ်စုကွဲနေတဲ့လူအဖွဲ့အစည်းတွေဟာမနုဿဗန္ဒနစာတာလူတွေဟာတုံနဲ့တူအငင်းပွားကြတယ်သူမှန်တယ်ငါမှန်တယ်သူဟာဟုတ်တယ်ငါဟုတ်တယ်တုံနဲ့တူညင်းကြတယ်ခုန်ကြတယ်ကလဟစာတာညင်းခုန်လို့စိတ်မထိန်နိုင်တဲ့အခါမှာလက်ပါလာတယ်ဒုတ်ပါလာရှိုက်ကြတယ်နှက်ကြတယ်တွန်းထိုးကြတယ်ဆိုတာဗန္ဒနာဆိုတာညင်းခုန်ခြင်းကစလာပြီးတော့ကလဟခက်ရန်ဒေါသဖြစ်လာကြတယ်မညီညွတ်တဲ့လူအဖွဲ့အစည်းမှာအဲ့လိုဖြစ်လာရုံမကဘာဖြစ်လာတော့မငြင်းကျွတ်တော့ဘူးဆိုတဲ့အခါမှာဝိဝါဒပဏ္ဏအယူဝါဒတွေကွဲပြားလာတယ်တုံနဲ့တူစကားပြောဆိုမှုတွေကတိုက်ဆိုင်မှုမရှိကြတော့တူကတောင်းတူကမြောက်ဆိုတာလို့ကွဲပြားချမ်းသာတဲ့စကားတွေပြောလာတယ်အဲ့ဒီလိုပြောလာပြီးတော့အညမညာမုခတတ္တိဟိဝိတုထန္တာတူနဲ့တူနှုတ်လန်ထိုးကြတယ်မုခတတ္တိမုခဆိုတာနှုတ်တတ္တိဆိုတာလှမ်းတူနဲ့တူနှုတ်လန်ထိုးကြတယ်နှုတ်လန်ထိုးတယ်ဆိုတာဘာပြောတာတော့ဆိုဂုဏ်သိက္ခာထိပါတဲ့စကားတွေကိုပြောကြတယ်ခဏခေတ်မှာဆိုရင် Facebook မှာရေးကြတယ်ပေါ့နော်ဂုဏ်သိက္ခာထိပါအောင်တူသိက္ခာတူချအောင်ရေးကြတယ်ပြောကြတယ်မညီညွတ်တဲ့လူအဖွဲ့အစည်းမှာဒီလိုအခြေအနေမျိုးတွေရှိတယ်ဆိုတာကိုလေအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာဗန္ဒနာသာတာညင်းကြတယ်ခုန်ကြတယ်ကလဟသာတာရံဖြစ်ကြတယ်ဝိဝါဒပဏ္ဏတုံနဲ့တူအယူဝါဒတွေကွဲပြားကြတယ်အညမညာမုခတတ္တိဟိဝိတုဒန္တာတူနဲ့တူနှုတ်လန်ထိုးကြတယ်စကနာထိုးကြတယ်တူဂုံသိက္ခာတူကပြက်အောင်ဂုံသိက္ခာယူရင်းတော့အောင်လူထင်သေးအောင်အဲ့ဒီလိုစကားမျိုးတွေနဲ့နာကြီးအောင်ပြောဆိုကြအဲ့တော့အပြန်လာဟာမေတ္တာခံပြီးတော့လူဖွဲ့ကြီးတစ်ခုလုံးဟာညီညွတ်ရေးပြက်ပြားပြီးတော့ဒီအုပ်စုတွေကွဲပြီးမညီညွတ်တဲ့လူအဖွဲ့အစည်းကြီးတစ်ခုမှာဒီလိုအခြေအနေမျိုးတွေကိုတွေ့ကြတာပဲဖြစ်တယ်ပေါ့အဲ့တော့တိုင်းပြည်တစ်ပြည်မှာတကယ်ကြည့်မယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ဆိုတာဟာအရေးပါတဲ့ပုဂ္ဂိုလ်တွေရှိတယ်အရေးပါတဲ့ပုဂ္ဂိုလ်တွေကိုမဟာတာရစမ္မာဟောထားတဲ့အတိုင်းသာဓကထေသနာကထုတ်ပြီးတော့ပြောရမှာဆိုတိုင်းပြည်ဒီပြည်မှာမရှိမဖြစ်သူ့နေရာနဲ့သူအရေးကြီးကြတယ် equally important ပေါ့သူလည်းအရေးကြီးတယ်ငါလည်းအရေးကြီးတယ်
အလုံးဟာတူတယောက်မှအရေးမပါတာမရှိဘူးသူ့လောကအရေးပါတယ်ငါလောကအရေးပါတယ်ဒီလိုညင်းစရာခုံစရာမရှိဘူးသူ့အတိုင်းတာနဲ့သူလူတိုင်းဟာအရေးပါကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တိုင်းပြည်တစ်ပြည်မှာအခြေအနေမတူတဲ့အခါမှာအရေးကြီးတဲ့ရှိတဲ့ရှိလိုက်တဲ့အရေးပါတဲ့ပုံကိုယ်တွေအကြောင်းပြောစကားပိုက်၄ပိုက်နဲ့တင်ပြောထားတာတိုးလေးပဲဥက္ကဋ္ဌေသူရမိစ္ဆန္တိတိုင်းပြည်မှာစစ်ရေးစစ်ရာကျုံလာတယ်ပြည်ပကကျူးကျော်ဝင်ရောက်လာတာမျိုးစန့်ကျင်ဘက်တွေကတိုက်ခိုက်လာတာမျိုးကြရင်သူရသူရဲကောင်းဟာအရေးပါတယ်တိုင်းပြည်ကာကွယ်ဖို့အတွက်ဟာသူရဲကောင်းတွေလိုအပ်တယ်လို့ဆိုလို့ဒါတိုင်းပြည်အတွက်ရေးပါတယ်နောက်တစ်ခုကမန္တိတုအကုတ္တုဟလံတိုင်းပြည်ကြီးအရေးကြီးတဲ့ဟာတိုင်ပင်ဆွေးနွေးပြီးအုပ်ချုပ်ရေးကြစီမံတယ်အုပ်ချုပ်တယ်ဆိုတဲ့အချိန်မှာတိုင်းပြည်ဆွေးနွေးတဲ့အခါမှာအကုတ္တုဟလနှုတ်လုံတဲ့ပုဂ္ဂိုလ်ဟာဂရိသစ္စာတည်တဲ့ပုဂ္ဂိုလ်တိုင်းပြည်ပေါ်မှာသစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာအရေးပါတယ်ပိယင်စအာနပဏမိဒုက္ခဒုက္ခကိုခံစားကြဖို့အတူတကွအသုံးချဖို့ပျော်ရွှင်ကြပြီဆိုတဲ့အခါမှာမိတ်ဆွေရင်းချချစ်ခင်သူမျက်နှိုးသူတွေဟာအရေးပါတယ်လို့ဆိုတာနောက်တစ်ခုကအဋ္ဌိဇာတိစပဏိတံတိုင်းပြည်မှာပြဿနာအရေးအခင်းတစ်ခုကြုံလာတယ်ဖြေရှင်းရမယ်အရေးအခင်းတစ်ခုကြုံလာလို့ရှင်တကယ်ပညာရှိဟာလိုအပ်လာတယ်ဖြေရှင်းနိုင်စွမ်းရှိတဲ့အသိပညာတတ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအရေးပါတယ်အဲ့တော့ဆိုလိုတာကဒီမဟာတာရဇတ်မှာတိုင်းပြည်တစ်ပြည်အတွက်အရေးပါတဲ့ပုဂ္ဂိုလ်တွေကစစ်ရေးကြုံလာတဲ့အခါမှာသူရဲကောင်းတိုင်းပြည်ပြည်ဆွေးနွေးတဲ့အခါမှာသစ္စာရှိတဲ့ပုဂ္ဂိုလ်ဒုက္ခဒုက္ခမျှဝေခံစားကြတဲ့အခါမှာယဉ်နေတဲ့မိတ်ဆွေမိကောင်းဆွေကောင်းဖြည့်ရှင်းစရာအရေးကြုံလာလို့ရှိရင်ပညာရှိသူရဲကောင်းရဲ့သစ္စာရှိတဲ့နှုတ်လုံသူရဲ့ချစ်ခင်မြတ်နိုးတဲ့မိကောင်းဆွေကောင်းတွေရဲ့ပညာရှိရဲ့တိုင်းပြည်မှာသူ့နေရာနဲ့သူအရေးပါကြတယ်လို့ပြောတယ်အလုံးဟာသူ့နေရာနဲ့သူတန်ဖိုးထားရမယ်လို့ဒီမဟာတာရဇတ်ရဲ့ဒီ message ကငါသာအရေးပါတယ်ငါတို့အဖွဲ့အစည်းကသာအရေးပါတယ်သူတို့အဖွဲ့အစည်းအရေးမပါဘူးဆိုတဲ့အတွေ့အတွေးဆရာမလို့တော့အလုံးဟာတူညီသောအရေးပါမှုရှိသူ့နေရာနဲ့သူအလုံးဟာအရေးပါတယ်အလုတ်ချင်းတူကြလားလို့ဆိုမတူသူရဲကောင်းလုပ်တဲ့အလုပ်တိုင်းမင်းညှိနှိုင်းတဲ့အလုပ်မျှဝေခံစားတဲ့အလုပ်ပြဿနာအရေးကြုံလာလို့ဖြေရှင်းတဲ့အလုပ်ဒါဒီစမှာတော့ဒါတော့ပဲပြောတာเนาะစီးပွားရေးနဲ့ဆိုင်လို့ရှိရင်လည်းစီးပွားရေးပညာရှင်တွေလိုအပ်တယ်စီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာတိုင်းပြည်အတွက်လိုအပ်တယ်ပညာနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းမှုကြတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေလိုအပ်တယ်အစစအရာရာသူ့နေရာနဲ့သူအားလုံးဟာလိုအပ်နေတယ်ဆိုတာအဲ့ဒါမှထင်ရှားပါတယ်အဲ့ဒါမှထင်ရှားအလုံးမတူတော့လဲအရေးပါမှုတူညီကြတယ် equally important ပေါ့သူ့နေရာနဲ့သူအရေးပါတယ်အဲ့တော့ခုခေတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်စီရေးစေရကျုံလာလို့ရှိရင်တိုင်းပြည်ကာကွယ်ဖို့စစ်တပ်လိုအပ်တယ်တိုင်းပြည်ကိုစနစ်တကျအုပ်ချုပ်ဖို့အစိုးရတရားလိုအပ်တယ်တိုင်းပြည်ရဲ့ထွက်ပေါ်လာတဲ့ဒီပစ္စည်းတွေ
ရောင်းဖို့ဝယ်ဖို့သုံးချဖို့ကြတော့မိတ်ဆွေနိုင်ငံတွေလိုအပ်တယ်ပြဿနာကြုံလာလို့ဖြေရှင်းဖို့ကြလို့ရှိရင်ပညာရှိလိုအပ်တယ်အဲ့ဒါတွေဟာ equally important သူ့အလုံးနဲ့သူ့လုံးကြတယ်ဘုန်းကြီးတို့2003ခုနှစ်ကဂျာမနီနိုင်ငံဂျာမန်လူမျိုးတွေကပင်ဖိတ်လို့အဘိဓမ္မာသင်္นานသွားပို့ချတယ်အဘိဓမ္မာသင်္นานပို့ချရင်ကနေပြီးတော့သဘာဝတရားတွေရဲ့ပူပေါင်းဆောင်ရွက်မှုကိုပြောတယ်ပြောရင်ကနေပြီးတော့သူတို့ကိုမေးခွန်းတစ်ခုထုတ်ချိန်တယ်ဥပမာပဲ highway လမ်းမကြီးပေါ်မှာကားတစ်စင်းမောင်းနေတယ် highway ပေါ်မှာကားပြေးနေတယ်အဲ့ဒီကားမှာကားဘော်ဒီပါတယ်အင်ဂျင်ပါတယ်ဘိန်းပါတယ်ဓာတ်ဆီပါတယ်မောင်းသူပါတယ်ကဲဘသူအရေးကြီးဆုံးတုံးဘယ်ဟာအရေးကြီးဆုံးတုံးပြောပါလို့မေးခွန်းထုတ်လိုက်တဲ့အခါမှာဂျာမန်တယောက်ကလွတ်ခနဲ့ပြောလိုက်တာ driver တဲ့သူဖြေလိုက်တယ် driver အဲ့တော့အေး driver ဆိုလို့ရှိရင်ငါဘိန်းတစ်လုံးဖြုတ်ထားလိုက်မယ်လို့ဘိန်းတစ်လုံးဖြုတ်ထားလိုက်မယ်ဆိုတော့ကြံတဲ့လူတွေကသဘောပေါက်သွားတယ် equally important ဟုတ်တယ်ကားတစ်စီးလုံးလမ်းပေါ်မှာပြေးနေတာဟာ equally important သို့တော့သူတို့မှာ different function မတူညီတဲ့လှုပ်ဆောင်မှုတွေရှိတယ်သူတို့ရဲ့ function တွေကမတူကြဘူးအင်ဂျင်ရဲ့အလုပ်ကအင်ဂျင်ကလုပ်ရတယ်ဓာတ်ဆီရဲ့အလုပ်ကဓာတ်ဆီကလုပ်တယ်ကားဘိန်းရဲ့အလုပ်ကကားဘိန်းကလုပ်ရတယ် driver လုပ်တဲ့အလုပ်ကဘာလို့ဆို drive ပေးမယ် driver လုပ်နိုင်တာ drive ပေးမယ်မောင်းနေဆိုတဲ့အလုပ်ပဲသူလုံးတယ်သူဟာဘိန်းလုပ်တဲ့အလုပ်ကိုမလုပ်နိုင်ဘူးအင်ဂျင်လုပ်တဲ့အလုပ်ကိုသူမလုပ်နိုင်ဘူးဒါကြောင့်မို့လို့အားလုံးဟာ equally important ဆိုတဲ့သဘောတရားဟာအဓမ္မအရေးပါတယ်အဲ့တော့တိုင်းပြည်မှာသူအရေးပါတယ်ငါအရေးပါတယ်လို့ညင်းခွက်เสียမလို့ဘူးတိုင်းပြည်ကြီးပွားတိုးတက်အောင်လူတိုင်းဟာ equally important ပဲရန်ကုန်မြို့ကြီးသာယာနေဖို့အတွက်အလုံးဟာတာဝန်ရှိတယ်ဆိုပါစို့စီမံအုပ်ချုပ်တဲ့စီပင်မှာအလုပ်လုပ်ကြတဲ့အလုပ်သမားတွေအလုံးအမိုက်ကောက်တဲ့လူအထိလူကြီးကနေစားပြီးအမိုက်ကောက်တဲ့လူအထိအလုံးဟာ equally important ကိုယ်လုံးနဲ့ကိုယ်အရေးပါတာအကြည့်ပဲအကုန်လုံးအဲ့ဒါလို့မြင်မှစီလုံးညီညွတ်မှုဆိုတာဖြစ်မယ်ငါသာအရေးပါတယ်သူတို့ကအရေးမပါဘူးဆိုတဲ့အနေအထားမျိုးဟာမဖြစ်သင့်ဘူးမဟာသာရစတ်မှာဒါကြောင့်မို့လို့သူ့နေရာနဲ့သူအရေးပါပုံကိုဒီမှာထိသိမ်းပြီးတော့ဟောကြားတာဖြစ်တယ်ပေါ့အလုံးမတူတော့လဲအရေးပါတဲ့နေရာမှာတူညီကြတယ်ကုမ္ပဏီတစ်ခုမှဆိုလို့ရှိရင်ကုမ္ပဏီပိုင်ရှင်ကုမ္ပဏီကိုဥဆောင်နေတဲ့ဒါရိုက်တာအဖွဲ့ BOD ဒါရိုက်တာအဖွဲ့ပြီးရင် manager ပြီးတော့ဝန်ထမ်းတွေအားလုံးဟာ equally important ဝန်ထမ်းမရှိရင်လည်းဒီလုပ်ငန်းမဖြစ်ဘူး manager မရှိရင်လည်းဒီလုပ်ငန်းမပြီးဘူးပိုင်ရှင်မရှိရင်လည်းဒီလုပ်ငန်းမဖြစ်ဘူးအားလုံးဟာအဖွဲ့အစည်းတစ်ရပ်လုံးဟာဒီတိုင်းပဲအကုန်လုံးအရေးပါတယ်အားလုံးဟာသူကိစ္စနဲ့သူဆွမ်းဆောင်ဒီသဘောတရားဟာရှေးရှေးဝေးဝေးကိုမကြည့်နဲ့ပေါ့နော်ရှေးရှေးဝေးဝေးမကြည့်ပဲနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းထားပုံလေးကိုသတိထားမိရင်ရဘုန်းကြီးတို့တွေမှာဥခေါင်းပိုင်းမှာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်လမ်းလျှောက်တဲ့အခါမှာပဲကြည့်ခြေထောက်ပါမှလမ်းလျှောက်လို့ရတယ်မျက်စိပါမှလမ်းကိုကြည့်ပေးနိုင်တယ်အဲ့တော့မျက်စိရဲ့အလုပ်ကလမ်းကိုကြည့်ပေးတာမျက်စိအလုပ်သူကခြေထောက်လို့လမ်းမလျှောက်နိုင်ဘူးခြေထောက်ကတော့မျက်စိလို့မကြည့်နိုင်ဘူးဒါပေမဲ့သူလမ်းလျှောက်နိုင်တယ်ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေက
balance ဖြစ်အောင်ထိမ့်ပေးထားတယ်အားလုံးဟာ equally important တခုချိုးယွင်းသွားတာနဲ့တပြိုင်နက်ဒီဆောင်ရွက်တဲ့ကိစ္စတစ်ခုကမဖြစ်တော့ကိုယ်ဘဝကိုယ်ခန္ဓာကိုယ့်ကိုပြန်ပြီးစမ်းစစ်ကြည့်လို့ရှိရင်လေအလုံးမတူပေမဲ့အရေးပါမှုဟာတူညီနေတယ်အောင်မြင်မှုအတွက်လှုပ်ပုံကြီးကိုလှုပ်တဲ့အလုပ်ချင်းကတော့မတူကြဘူးဒါပေမဲ့အားလုံးဟာအရေးပါတာတူတယ်တခုချိုးရင်သွားလို့ရှိရင်အလုံးမဖြစ်တော့ချီမလေးတစ်ချောင်းတမန်ကြည့်မယ်ဆိုရင်ချီမလေးတစ်ချောင်းဟာဘာမှအရေးမပါဘူးလို့ထင်တယ်သို့တော့ချီမမှာခြေစစ်နားနေပြီဆိုလို့ရှိရင်ပုံမှန်လမ်းမလျှောက်နိုင်တော့ဒါချီမတစ်ချောင်းနဲ့နားအဲ့ဒီကျရင်အသေးချာစဉ်းစားကြည့်မယ်ဆိုရင်ခြေထောက်တစ်ဖက်မြောက်တော့မယ်ဆိုရင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုဟောဒီချီမကခေါင်းဆောင်ပြီးထောင်းပေးထားထမ်းပေးထားသူနားနေရင်ဒီလိုလုပ်လို့မရတော့သူတစ်ချောင်းနဲ့ပဲနားလာသို့တော့လူဟာပုံမှန်လမ်းလျှောက်နိုင်ခြင်းမရှိတော့အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေဟာလည်းပဲ equally important နော်အားလုံးဟာအရေးပါတယ်ဆိုတဲ့ဒီ theory ကိုအလေးနဲ့ထားပြီးတော့မြတ်စွာဘုရားဟောကြားတဲ့မဟာပါရသုတ်ပေါင်းစပ်ပြီးတော့ကောင်းမြတ်တဲ့ရလဒ်တွေကိုရဖို့အတွက်ဆောင်ရွက်လုပ်ကြရမှာဖြစ်တယ်ပေါ့တိုင်းပြည်အတွက်မြန်မာရာဇဝင်မှာအလုံးသိကြတဲ့အတိုင်းမြန်မာရာဇဝင်ကခေါင်းဆောင်ကောင်းတွေပေါ်လာခဲ့ဘူးလေနောယထာတို့ကျန်စစ်မင်းတို့ဘုရင်နောင်တို့အလောင်းဖျားတို့ဆိုတာမြန်မာနိုင်ငံကြီးပြိုကွဲမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်ပြီးဘုန်းကြီးတို့တွေဒီကနေ့ထိအောင်ချမ်းချမ်းသာသာခုံရှိတရေရှိကိုယ်ပြည်ကိုယ်ရည်ကိုယ်ဒေသကိုယ်ဘာသာစကားကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ်တလေထုံတန်းစင်လာတွေနဲ့ကမ္ဘာအလဲမှာမျက်နှာမငယ်ပဲနဲ့လူမျိုးတစ်မျိုးဖြစ်ရပ်တည်နိုင်တာသူတို့ကျေးဇူးတွေအများကြီးပါပါတယ်လို့ပြောအဲ့ထက်မဲ့ရှားဆွဲနေကိုသေးသေးချာချာဖတ်ကြည့်မယ်မြန်မာလူမျိုးတွေရဲ့ရာဆွဲနေမှာဉာဏ်ဖြစ်တာတခုမှရှိကောင်းရှိနိုင်တော့လေအလွန်မင်းကြီးမဟုတ်ကျန်စစ်မင်းရဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကကျန်စစ်မင်းရဲ့စိတ်နေသဘောထားဟာတိုင်းသူပြည်သားတွေပေါ်မှာအကျိုးဆောင်ရွက်မဲ့စိတ်နေသဘောထားဟာအံ့ဩလောက်အောင်ကောင်းတယ်လို့ပြောနိုင်တယ်ကျန်စစ်မင်းရဲ့စိတ်နေသဘောထားကိုအထောက်ထားပြနိုင်လားလို့ဆိုရွှေစည်းကုံမွန်ကြောက်စာမှာမွန်ဘာသာနဲ့ရေးထိုးထားတဲ့ကြောက်စာမှာကျန်စစ်မင်းကြီးပြောခဲ့တဲ့ကျန်စစ်မင်းရဲ့မျှော်မှန်းချက်ကိုဘာသာပြန်ပြီးတော့ပြောရမယ်ဆိုရင်အချက်၄ချက်ဘာလို့ပြန်ပြီးကျန်စစ်မင်းရဲ့ဘွဲကဘာလို့ဆိုရှရီတရိဘုဝနာဒိဋ္ဌယဓမ္မရာစာမြန်မာတန်နဲ့ပြောမယ်ဆိုရင်တိရိတရိဘုဝနာအာဒိဋ္ဌဓမ္မရာစာတို့ဒီလိုအဓိပ္ပာယ်ရတယ်နော်ဒါသူ့ရဲ့ဘယင်ဘွဲ့သူ့ရဲ့ရည်မှန်းချက်တွေကိုဖော်ပြထားတဲ့အခါမှာအလွန်အတူယူစရာကောင်းတယ်မြန်မာလူမျိုးစစ်ကျန်စစ်မင်းကြီးကရွှေစည်းကုံစေတီမွန်ကြောက်စာမှာမွန်ဘာသာနဲ့ရေးထိုးထားတာကိုပမာလို့ပြောရမယ်ဆိုရင်တိသားတကွယ်မယားတကွယ်ပူဆွေးတော့ကရောက်ပြီးငိုယိုးနေကြတဲ့ပြည်သူတွေရဲ့မျက်ရည်ကိုမေတ္တာလက်ဖြင့်သုတ်ပေးမယ်
သူစကလုံးကလည်း flower တွေဖြစ်တယ်ကြပြားဆန်းဆန်းရေးထားတာနော်မေတ္တာလက်ဖြင့်ပြည်သူပြည့်ရည်ကိုတုပ်ပေးမယ်ပြည်သူတွေပေါ်မှာဘလောက်ကျင့်တာတရားထားတယ်ဆိုတာဒါထင်ရှားနော်ဘာကြောင့်ဒီစကားကိုရေးထုတ်ရတယ်လဲလို့ဆိုရင်အနောယထမင်းနိုင်ရဆန်သွားတဲ့အခါမှာစောလူမင်းလက်ထက်မှာအင်အားချိနဲ့သွားရစစ်ပွဲတွေဖြစ်လာအလုံးသိတဲ့အတိုင်းငရမန်ကန်နဲ့တိုက်ပွဲတွေဖြစ်တော့ပကံနိုင်ငံသားလူထုတွေဟာကစင်ကလျာနဲ့ပြေးကြလွှားကြရတယ်စစ်ပွဲကိုရှောင်တိန်ကြရတဲ့အနေအထားမျိုးကြုံခဲ့တယ်အဲ့ဒါလို့စစ်ပွဲကြောင့်ဒုက္ခရောက်ပြီးပကံတိုင်းပြည်ဟာဖျော်ဖြဲဖြစ်သွားတဲ့အချိန်လေးမှာကျန်စမင်းကြီးကပြန်ပြီးတော့အကုန်လုံးစုစည်းနိုင်ခဲ့တယ်ပေါ့အခက်အခဲတွေကိုလွန်မြောက်အောင်ကျန်စမင်းကသားတကွယ်မယားတကွယ်ပူဆွေးတော့ကငိုယိုကြတဲ့ပြည်သူမျက်ရည်ကိုမေတ္တာလက်ဖြင့်တုပ်ပေးမယ်ရှိုက်ကြီးတင်ငင်းငိုယိုရသဖြင့်ထွက်ကြလာတဲ့ပြည်သူတို့ရဲ့နှံ့ရည်ကိုကရုဏာရည်ဖြင့်ဆေးကြောပေးမယ်ဒါသူကြောက်ဆံမှာမုံတို့ရေးထားတဲ့ကြောက်ဆံမှာရေးထားနော်ကရုဏာရည်ခြင်းဖြင့်ဆေးကြောပေးမယ်နောက်တစ်ခုကငါဤညာဘက်လက်ဖြင့်ပြည်သူများအားအစာအသောက်ကိုပေးမယ်နောက်တစ်ခုကငါဤဘယ်ဘက်လက်ဖြင့်ပြည်သူတို့အားအဝတ်တန်းစာပစ္စည်းဥစ္စာကိုပေးမယ်အဲ့ဒီ၄ချက်ကိုပြည်သူတွေအတွက်သူဘာလုပ်မယ်ဆိုတာကိုမှတ်တမ်းတင်ပြီးတော့တကယ်လဲဆောင်ရွက်ခဲ့တဲ့အနေအထားမျိုးရှိတယ်ပေါ့မြန်မာပြည်နေထဲမှာဒီပြည်သူတွေကိုဥတီးပြီးတော့ဘိုးတော်မင်းတရားကြီးနိုင်ရဆန်သွားတဲ့အခါမှာဘိုးတော်မင်းတရားကြီးရဲ့ယာဓုကိုဆက်ခဏဘာကြီးတော်လို့ခေါ်တယ်ဗမာပြည်မှာဗန္ဓုလစစ်သူကြီးပေါ်လာတဲ့ခေတ်ပေါ့နော်ကျမ်းမြင်ပြောအဲ့ဒီဘာကြီးတော်မင်းတရားနန်းတက်တဲ့မိန့်ခွန်းကိုကုန်းမောင်ဆက်ရဆိုရင်လည်းမှဖတ်ရတာလေးကိုပြောပြနန်းတက်မိန့်ခွန်းမှာသူဘာပြောတော့ဆိုငါ့ကိုချစ်လင်ပြည်သူတို့ကိုချစ်သူ့ရဲ့အမှုတန်းအရာတန်းမင်းမှုတန်းတွေကိုပြောတဲ့မိန့်ခွန်းငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္ဒာကိုမျက်မှောက်မကြိုးကြနဲ့ဆိုရယ်အဲ့ဒီမိန့်ခွန်းထဲမှာအဲ့ဒါပါနော်သူသုံးတဲ့စကားလုံးလေးကိုပြောပြတာသူသုံးတဲ့စကားလုံးလေးပြည်သူဗန္ဒာကိုမျက်မှောက်မကြိုးနဲ့ဆိုအလကားမလို့ခြင်းနဲ့လို့ပြောတဲ့အထိပ္ပယ်နော်ဘယင်ကိုလူတွေကလေးစားကြတော့လေငါ့ကိုလေးစားတဲ့ဆိုရင်ပြည်သူကိုလေးစားဒီအထိပ္ပယ်ပြောငါ့ကိုချစ်လင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူအကျိုးစီးပွားကိုလိုလားဒီမိန့်ခွန်းထဲမှာဒါထည့်သွင်းပြောထားတာရှားစွဲနေကိုတည်တည်ချာချာဖတ်ကြည့်ရင်မှတ်သားစရာလေးရှိပါတယ်တခါတရံကြတော့မြန်မာရာဇဝင်တွေဟာစနစ်တကျရေးထားတာမှန်နှမ်းရာဇဝင်ဆိုတာနော်အဲ့ဒီဘာကြီးတော်လက်ထက်မှာမှန်နေရလဲစပြီးတော့ပေါ်တဲ့ခေတ်ဖြစ်လောက်တယ်အဲ့ချိန်နော်ကဘာမှာမှန်ကိုစပြီးတော့သုံးနိုင်တဲ့အနေထားပေါ့မှန်နှမ်းဆောင်ဆောက်ပြီးတော့ပညာရှိတွေဖွဲ့စည်းပြီးခုခေတ်နဲ့ပြောမှဆိုရင်ကော်မရှင်ဖွဲ့တာမှန်နှမ်းဆောင်မှာကော်မရှင်ဖွဲ့ပြီးတော့ဒီရာဇဝင်ကိုရေးတာဖြစ်တယ်အဲ့ဒါကိုမှန်နှမ်းရာဇဝင်လို့ခေါ်တာနော်စနစ်တကျလောက်တာသူကအဖွဲ့အစည်းနဲ့ရေးတာအဲ့ဒီဘာကြီးတော့မင်းတရားလက်ထက်ပဲစာပေတိုးတက်မှုလေထင်ထင်ရှားရှားဒီရှစ်ဝအရမှာသာသနာပိုင်ဖြစ်တဲ့မောင်းတော်ဆရာတော်အဲ့ဒီဆရာတော်ရဲ့ပညာတတ်ကျွမ်းမှုနဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့ကျမ်းပေါင်း100ကျော်အိန္ဒိယနိုင်ငံအယူဆောင်ပြီးတော့
မြန်မာလူပြန်ပြီးတော့ရေးထားကျမောင်းတရားကျော်ဘာသာပြန်ခဲ့တယ်အဲ့ဒီစာပေတိုးတက်မှုလည်းအဲ့ဒီခေတ်ကလှုပ်ဆောင်ခဲ့တယ်သမိုင်းရာဇဝင်ကိုလည်းပဲမှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့နော်မှတ်တမ်းတင်တဲ့စာအုပ်တွေကိုဖတ်မယ်ဆိုရင်ဒိုင်ယာရီကြီးကိုဖတ်ရတယ်လို့ရက်စွဲနဲ့အတိအကျရေးတာရက်စွဲနဲ့ဘယ်နေ့ဘယ်ရက်ဘယ်နှခုနှစ်ကဆိုတာပါအတိအကျရေးတာဒါမှမဟုတ်နေ့စဉ်မင်းနန်းတော်တွေမှာနေ့စဉ်မှတ်တမ်းဆိုတာရှိတယ်အဲ့တော့မြန်မာလူမျိုးတွေဟာတိုင်းတစ်ပါးအောက်ရောက်သွားတဲ့အခါကိုယ့်လူမျိုးတွေကစနစ်မရှိဘူးလို့ဒီလိုထင်ကောင်းထင်ကြစနစ်တွေပျက်စီးသွားတာသူတို့ခေတ်ကနန်းစဉ်ပြပိုက်နေ့စဉ်မှတ်တမ်းဆိုတာရှိတယ်အဲ့တော့တရားရီဆိုတာအနောက်တိုင်းကပေါ်မှလုပ်တယ်လို့ဒီလိုထင်နေတာမြန်မာမင်းတွေရဲ့နေ့စဉ်မှတ်တမ်းအထီးပြည့်စုံနော်နေ့စဉ်မှတ်တမ်းပစ္စည်းလေးတစ်ခုပေးတာကစပြီးတော့မြန်မာဘုရင်တွေဟာထီတိုင်းပေးလို့မရဘူးပစ္စည်းချင်းမြောင်ချင်းခံရတဲ့ပုဂ္ဂိုလ်ကဘုရင်တွေစီမှာထိုခေတ်အသုံးနဲ့ပြောမယ်ဆိုရင်အတနာခံတယ်ဆိုရယ်စာပြီးတဲ့အခါဘုရင်ကချီးမြှောက်တယ်ဆိုတဲ့စာအဲ့လိုစာနဲ့ကြီးပဲလုပ်တာအလွတ်မဟုတ်ဘူးလွတ်မဟုတ်အလုံးဟာစနစ်တကျလုပ်ရတယ်မြန်မာစာရေးထုံးကစပြီးတော့မှန်ကန်အောင်ရေးရတယ်တခါတော့ကကြားဦးကြလိမ့်မယ်ဝန်ကြီးလို့ရေးရမယ်အစားဝန်ကြီးကိုနတ်တက်ပြီးတော့ဝန်ကြီးတာဝန်ကြီးတဲ့ပုဂ္ဂိုလ်ပေါ့ဝန်ကြီးအမတ်ကြီးမှာစာရေးတဲ့ပုဂ္ဂိုလ်အမှုတန်းကနေပြီးတော့နတ်သက်ဝန်ရမယ်အစားတိတ်တိတ်တင်ဝန်လိုက်တဲ့အခါကျတော့ဝက်ဝန်လို့ဝန်ဖြစ်သွားတော့သူ့တော်ရဲမောင်းထုတ်ခံရတယ်အရေးယူခံရတယ်လို့ဆိုလို့ပဲပေါ့နော်အဲ့တော့မြန်မာစာမှာရေးထုံးတွေကစနစ်တကျအကုန်လုံးအဲ့ဒီခေတ်ကလေးစားလိုက်နာလေးစားလိုက်နာအဲ့လိုတိုင်းပြည်ကိုအုပ်ချုပ်လာတဲ့မြန်မာလူမျိုးတွေရဲ့အနေထားဟာနောက်ပိုင်းမှာကိုယ်ယဉ်ကျေးမှုတွေနဲ့ကိုမေ့လျော့ပြီးတော့ရုပ်လျော့ပြက်ပြက်သွားတာလားဖြစ်တယ်အလွန်အစင်လာကြီးမားတဲ့လူမျိုးလို့ကိုယ်အစင်လာကိုပြန်ထိမ့်သိမ့်မှုကြိုးစားကြရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့တိုင်းရေးပြည်ရေးမျှော်တွေးကြည့်ဆိုတဲ့အခါဒီကနေ့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးကိုမှတ်သားပြီးတော့ကြည့်ရအောင်လူအဖွဲ့အစည်းတစ်ခုဟာညီညွတ်နေမှသာတိုင်းပြည်ဆိုတိုးတက်နိုင်တယ်ဒါအားလုံးသိတယ်ပြောလဲပြောနေကြတယ်ထပ်တက်လဲလဲပြောနေတဲ့စကားတွေပဲဖြစ်တယ်ညီညွတ်ရေးဟာအရေးကြီးတယ်ဆိုတာလူတိုင်းပြောကြမြတ်စွာဘုရားရဲ့အဆုံးအမစကားလေးတစ်ခုဘုရားဘာသာဝင်သူတော်စင်နေမတနာယူကြည့်ဖို့ကဝိဝါဒံဘယတောဒိဋ္ဌဝါအဝိဝါဒင်္စခေမတောသမက္ခသခိလာဟောထဧတာဗုဒ္ဓနုတတနိမြတ်စွာဘုရားကတတိပိဆုံးမတာအေးဝိဝါဒအယူဝါဒကွဲပြားပြီးတော့ဆန့်ကျင်ဘက်တွေပြောလာလို့ရှိရင်တတိထားတော့လူဖွဲ့စည်းထဲမှာအယူဝါဒကွဲပြားပြီးတော့ဆန့်ကျင်ဘက်တွေပြောလာတယ်ဆန့်ကျင်တဲ့စကားတွေပြောလာလို့ရှိရင်အဲ့ဒါဘေးဟာအန္တရာယ်တစ်ခုပဲအဝိဝါဒင်္စခေမတော့ဆန့်ကျင်မဲ့စကားတွေမပြောဘဲနဲ့ညီညွတ်စိတ်ဆက်တဲ့စကားမျိုးပြောပြီးဆိုရင်ညီညွတ်ခြင်းဟာတန်ဖိုးရှိတာမို့ဒါဟာအခြေအနေကောင်းတစ်ခုကိုဖော်ဆောင်နေလို့သမက္ခသခိလာဟောတာသမက္ခသွားတူစားတူနေတူလှုပ်တူစိတ်တူကိုမြညီညွတ်ကြမယ်သခိလာဟောတာဆက်ဆံရေးတူနဲ့တူပြည့်ပြည့်ကြရမယ်မိကောင်းဆွေကောင်းအနေထားမျိုးနဲ့ပြည့်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 ဆက်ဆံပေါင်းသိရမယ်ဧတာဗုဒ္ဓနုတတတိဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပါလို့မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဟာလူလေသိမရှိအောင်ဒီလိုအဖက်ဖက်ကဆုံးမခဲ့တာဖြစ်တယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ကောက်ချက်ချကြည့်လိုက်တဲ့အခါအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာ
သူ့အမြင်ကိုယ်အမြင်ဆိုတာရှိနိုင်တယ်အမြင်မတူတာအဓိကမဟုတ်ဘူးစိတ်ထားဖြူစင်မှုပဲအရေးကြီးတယ်အမြင်မတူရင်နားလည်မှုရှိရအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာအကျိုးတူပူပေါင်းမှာအလုံးဟာတမြေတဲ့နေတရေတဲ့တောက်တာဆိုတော့အကျိုးတူပူပေါင်းရမှာဒုက္ခတွေ့လဲမျှဝေခံစားရမှာပဲဒုက္ခတွေ့လဲမျှဝေခံစားရမှာနော်အေးတူပူအမျှဆိုမြန်မာစကားအကျိုးတူပူပေါင်းမှာပျက်စီးအောင်မလုပ်ပါနဲ့လူအဖွဲ့အစည်းတစ်ခုသွေးကွဲပြီးပျက်စီးအောင်မလုပ်သင့်ဘူးလို့မြတ်စွာဘုရားလို့ဆိုပါတယ်ဒီနေရာလေးမှာအင်္ဂလိပ်ဘာသာတအုပ်ကလူခန္ဓာကိုယ်မှာကလီစာတို့ရဲ့ရံပွဲဆိုတာလေးကိုမှတ်သားစရာလေးအနေနဲ့ပြောချင်ပါတယ် stomach and limbs ခေါင်းစည်းလေးအစာအိမ်နဲ့ကြံတဲ့ကလီစာတွေအငင်းပွားခြင်းနဲ့ဒုက္ခနာကိုယ်မှာအငင်းပွားရင်ဘာဖြစ်လဲဆိုတာကိုပြအလုံးသိတဲ့အတိုင်းပဲလူတွေဟာနေ့စဉ်နဲ့စားကြတယ်တမိုးကြီးပေးပြီးတော့စားကြတယ်တောက်ကြတယ်စားသမျှတွေပဲရောက်သွားလဲဆိုအစာအိမ်နဲ့ရောက်သွားတယ်နော်အလုံးဟာလူတွေစားတာအစာအိမ်နဲ့ရောက်သွားအဲ့ဒီစားဖို့အစာတွေကိုဘယ်သူကကြည့်ပေးရတော့မျက်စိကကြည့်ပေးရဘယ်သူကယူပေးရတော့လက်ကယူပေးရအဲ့ဒီအစာရှိတဲ့နေရာရောက်အောင်သွားတာဘယ်သူကတော့ဆိုခြေတော့အဲ့ဒါအကျိုးတူပူပေါင်းမှုမလုပ်ဖက်နဲ့သဘောထားတွေကွက်လာဘလို့ဖြစ်တယ်မျက်စိတို့ခြေထောက်တို့လက်တို့ကအတွေးတစ်မျိုးပေါ်လာတယ်မျက်စိကဘယ်နေရာအစာရှိတယ်ငါကြည့်ပေးရပြီးတော့လည်းငါလည်းမစားရအောင်ခြေထောက်ကလည်းအစာအာဟာရရှိတဲ့နေရာငါသွားပေးရတယ်သွားပေးရတယ်ငါလည်းမစားရအောင်လက်ကလည်းပဲအစားအစာတွေငါကယူပေးရတယ်ဒါပေမဲ့ငါစီမှာတစ်စိမှမရှိဘူးတစ်ခုမှမရှိဘူးအားလုံးဟာအစာအိမ်ဆိုတဲ့ကောင်ကလက်ဝကြီးအုပ်သွားတာအကုန်လုံးသူ့ထဲကြီးကုန်ရောက်သွားတယ်ပုံမြင်လေးတစ်ခုပေါ့အဲ့လိုလုပ်ပြီးတော့မကျင့်တတ်ဘူးအစာအိမ်လူပါဝတယ်မကျင့်တတ်ဘူးခြေတော့ကလည်းဆန္ဒပြတယ်အစာရှိတဲ့စီသွားမပေးဘူးမျက်လုံးကလည်းကြည့်မပေးတော့ဘူးလက်ကလည်းယူမပေးဘူးဖြတ်လေးဖြတ်နဲ့ဖြတ်လိုက်ကြသူတို့တရက်နှစ်ရက်သုံးရက်တပတ်ကြောလာတဲ့အခါဘာဖြစ်လာတော့ဆိုအစာအိမ်နဲ့အစာမရောက်တော့လက်ကလည်းမတည့်ချင်တော့အားတွေပြတ်လာခြေထောက်ကလည်းမကြွနိုင်တော့မျက်စိကလည်းမလန်းဆန်းတော့အဲ့ဒီကြတော့မှသူတို့အတိတရားဝင်လာတယ်။အော်သူစီရောက်တာဟာငါတို့အတွက်ပါလားသဘောပေါက်သွားတယ်။ဒါမှတ်သားစရာလွန်ကောင်းတယ်။ဥပမာတစ်ခုဗမာပြည်မှာကုမ္ပဏီတွေလုပ်တယ်။ကုမ္ပဏီဝန်ထမ်းနဲ့ကုမ္ပဏီပိုင်ရှင်ဆိုပါစို့အရင်ဒီထုတ်တဲ့ကုမ္ပဏီပိုင်ရှင်ကိုဝန်ထမ်းတွေကငါတို့ကလုပ်ရတယ်နေရောညရောငါတို့လုပ်လို့ရသမျှငွေကြေးအမြတ်တွေကသူ့ကြီးပဲယူတယ်ဒီအမြင်မျိုးမြင်လာပြီဆိုလို့ရှိရင်ကုမ္ပဏီဝန်ထမ်းတွေကမလုပ်တော့ကုမ္ပဏီပိုင်ရှင်ကလည်းငွေကြေးတဏမရဘယ်သူကိုထိခိုက်တုံးဆိုတော့ကုမ္ပဏီပိုင်ရှင်ကဝန်ထမ်းတွေမရှိတဲ့အခါကုမ္ပဏီကိုပိတ်လိုက်တယ်ပိတ်လိုက်တော့နံပါတ်1ထိတာဘယ်သူတော့ဆိုဝန်ထမ်းတွေစာဝတ်နေဒုက္ခရောက်သွားအဲ့တော့ကုမ္ပဏီငွေကြေးတဏရင်းနှီးထားတဲ့ကုမ္ပဏီပိုင်ရှင်ကကုမ္ပဏီပိုင်ရှင်ကြောင့်ငါတို့ဟာနေစဉ်စာဝတ်နေပြေးလဲနေတယ်လို့ကျေးဇူးတင်ရ
ကုမ္ပဏီပိုင်ရှင်ကလည်းဝန်ထမ်းတွေကိုသူတို့လုပ်ပေးလို့ငါလုပ်ငါလက်ပတ်နေတယ်ဆိုကျေးဇူးတင်နှစ်ဦးနှစ်ဝနော်အကျိုးတူပူပေါင်းပါမှလုပ်ငန်းတစ်ခုကအောင်မြင်တယ်ဆိုတာထင်ရှားတယ်ပေါ့နော်အဲ့ဒါလို့ပူပေါင်းဆောင်ရွက်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်အဲ့ဒါလို့လူခန္ဓာကိုယ်မှာအခုလို့ကလေးစားတွေရံဖြစ်တယ်လို့လူအဖွဲ့အစည်းတွေကလုပ်ငန်းကိုင်တာတွေမှာလည်းပဲအစင်မပြေဘူးအတွေးတွေလွဲမှားတယ်ဆိုလို့ရှိရင်ဒီလူအဖွဲ့အစည်းကြီးတစ်ခုလုံးကပျက်စီးသွားနိုင်တယ်ပေါ့အရေးကြီးဆုံးကဏိကုံးချုပ်အနေနဲ့ဘုန်းကြီးတို့တတိပေးချင်တာကတော့ auto immune disease ဆိုတဲ့ auto immune disease ဒီယောဂမဆွဲကပ်ဖို့လူအဖွဲ့အစည်းတွေမှာ auto immune disease ဆိုတာဘာကိုပြောတာတုံးဆိုကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာကိုယ်တွေကဒီဆဲတွေကိုယ်ခန္ဓာကိုယ်ရဲ့အင်အားစွမ်းရည်တွေဟာမောက်မောက်မာမာဖြစ်ပြီးတော့ကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့တိုက်ခိုက်တဲ့ယောဂအဲ့ဒါကို auto immune disease လို့ခေါ်တယ်ယောဂကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့ဆိုလိုတာကိုယ်တက်ကိုပြန်ပြီးပြစ်မိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီယောဂကကိုယ်ပြန်ပြီးတော့နော် mistakenly attack body ကိုယ်ခန္ဓာကိုပြန်ပြီးတော့ဒုက္ခပေးတယ်တိုက်ရမှာကပြင်ဘက်ကဝင်လာတဲ့ virus တို့ခန္ဓာကိုယ်ဒုက္ခပေးမဲ့ပိုးမွားကိုတိုက်ရမဲ့အစားကိုယ်ခန္ဓာကိုပြန်တိုက်တယ်ပြန်တိုက်တော့ခန္ဓာကိုယ်ထဲမှာယောဂရအဲ့ဒီယောဂမျိုးမြန်မာနိုင်ငံရဲ့လူအဖွဲ့အစည်းထဲမှာမဖြစ်ပါစေနဲ့လို့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း auto immune disease နော်ကိုယ်အချင်းချင်းပြန်တိုက်တဲ့ယောဂမျိုးတွေမဖြစ်ဘဲနဲ့အချင်းချင်းညီညွတ်စိတ်ဆက်စွာအကျိုးတူစိတ်ထားဖြူပြီးအကျိုးတူပူပေါင်းပြီးတော့လှုပ်ဆောင်ကြရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမတိုင်းအခုပြောတဲ့စကားတွေဟာကိုယ်ကားတာအကုန်လုံးပိဋကတ်တော်ကများပါတယ်နော်ဥပမာလေးတစ်ခုပဲဖတ်စာတဲ့အနေကိုပြောတာအဲ့တော့ဝိဝါဒံဘယတော်ဒိဋ္ဌဝါအဝိဝါရင်စခိမတော်သမက္ခသခိလာဟောထဧတာဗုဒ္ဓနုတတနိပြည်တော်စုမြန်မာနိုင်ငံတော်မှာမိတင်းပြီးတော့နေကြတဲ့ရဟန်းရှင်သူပြည်သားအလုံးတို့စัจ jin မဲ့စကားပြောခြင်းဟာမတူညီတဲ့စัจ jin မဲ့စကားတွေကိုပြောနေခြင်းဟာအန္တရာယ်ကြီးတစ်ခုဖြစ်ပါတယ်ညီညွတ်စိတ်ဆက်တဲ့စကားပြောခြင်းဟာငြိမ်းချမ်းသာယာမှုအတွက်အထောက်အကူဖြစ်ပါတယ်ဒါကြောင့်ညီညွတ်ခြင်းပေါင်းစည်းခြင်းပြည်လည်ခြင်းဆိုတဲ့အနေအထားတွေနဲ့မိမိတို့နေ့စဉ်ဘဝလှုပ်တဲ့လှုပ်ထိုက်တာတွေကိုအမြင်မတူပေမဲ့စိုက်ထားဖြူစင်ပြီးအကျိုးတူပူပေါင်းလို့ဆောင်ရွက်ကြပါလို့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းရည်ညွှန်းပြီးတော့တိုက်တွန်းခြင်းဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ပိဋကတ်3သွဲ့နိကေ9ပြဓမ္မခန္ဓာပေါင်း84,000မှာစီးပွားရေးနဲ့ပတ်သက်တဲ့တရားမျှတမှုလူမှုရေးနဲ့ပတ်သက်တဲ့တရားမျှတမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့တရားမျှတမှုလိုက်နာကျင့်သုံးရမယ့်အချက်တွေဟာပြည့်စုံလမ်းညွှန်ဟောကြားထားတာဖြစ်လို့မြန်မာနိုင်ငံရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းပမာဖြစ်နေတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမပိဋကတ်3သွဲ့နိကေ9ပြဓမ္မခန္ဓာပေါင်း84,000ဟာအနောထဘုရင်ကြီးလက်ထက်ကစပြီးခဏိထိအောင်ရှင်သန်ပြီးမြတ်ပစ္စည်းကဲ့သို့ဖြစ်နေတာကိုအမတ်တမဲ့မနေပဲနဲ့ဒီပိဋကတ်3ပုံထဲမှာပါတဲ့အချက်လက်တွေကိုတတ်နိုင်သမျှသိရှိနားလည်အောင်မှတ်သားနာယူကြိုးစားအားထုတ်ကြပြီးတိုင်းကျိုးပြည်ချိုးအလုံးရဲ့အကျိုးအတွက်ကိုဆောင်ရွက်နိုင်ကြပါစေလို့မေတ္တာရှေ့ထားတိုက်တွန်းစကားပြောကြားအပ်ပါသည်သာဓုသာဓု
သာဓု